ွေ18000ခုနဲ့အိမ်သုံးပစ္စည်းတွေပြန်တော့ဝယ်ထားတာဖြစ်ပါတယ်18000ကိုဘာတွေရလဲဆိုတာပြောတော့မယ်ဒီမှာဒါကတော့ပကံဆေးဆက်ပြာရည်ပါပကံဆေးဆက်ပြာရည်ဘလောက်လဲမသိဘူးဘလောက်မီလီဂရမ်တစ်ခုအပြင်နောက်တစ်ခုကတင်းတင်း brush လေးတစ်ခုအပြီးတော့အခန်းထဲမှာပြောစစ်အရင်ညားလို့လေပြောစစ်ပေါင်းတာဝယ်ခဲ့ဒါတစ်ခုအခင်းနဲ့လည်းဝယ်ခဲ့တယ်တမီးလေးရောပေါ့ပြောစစ်ဝယ်ခဲ့တယ်တန်းတန်းပြီးတော့ဟိုကခီးတွေသွားတဲ့အချိန်မှာလည်းအမြဲတမ်းသုံးပြအောင်နော်ကိုယ့်ရဲ့ဇွန်ခရင်လေးဝယ်ခဲ့ပါတယ်ဒါလည်းပါပါတယ်နောက်တစ်ခုဒါတော့ရွှေခင်းချက်တဲ့ချိန်မှာအာလူတီတို့တခွားတီတို့ဒါညာအမျိုးလို့ဆိုချင်မှာဒါပါတိဒီမှာဒါချထားလေပစ္စည်းဟင်းတစ်ခါလေးချက်ဘူးတယ်ဒါချသွားတယ်အဲ့ဒါကြောင့်မို့ဒါလေးဝေလိုက်တာအဲ့ဒါလေးပါပါတယ်18000ခင်းမှာနောက်တစ်ခုကဒါညခုံမွေးရိတ်ဖို့ရိတ်ထားတာမညီမညာနဲ့အဲ့ဒါကြောင့်မလို့ဒါတော့18000ဘို့ဘာတွေရလဲအကုန်လုံးစုပြီးပြန်ပြပေးမယ်ဒါတွေပဲဖြစ်ပါလေရှင်မြန်မာငွေ18000ဘို့ဝေခဲ့တဲ့ဟာတွေပါဆိုတော့เนาะကျွန်မဘလောက်ဈေးကြီးတာပဲဝယ်ဈေးပိုးတာပဲဝယ်ပတ်စာပေးရတာပဲပေါ့เนาะကြောင့်မလို့ဈေးတစ်ခါသွားတိုင်းမပူကသွေးတစ်ခါတိုးပါတယ်အဲကြောင့်မလို့ရှူလိမ့်ကမပူတက်မရှိမဖြစ်ပေါ့เนาะကောင်းမှုပြီဆိုလို့ရှိရင်ကောင်းမှုကောင်းကြိုက်တယ်နေလို့မကောင်းတော့ဘူးဆိုတာလေးရှူလိမ့်ထားလို့ရပါတယ်တဲ့အိမ်တစ်ခုဆောင်သားတင်တယ်လူတိုင်းဆောင်သားတင်ပါတယ်ဈေးတော့ဝယ်တဲ့အချိန်မှာကားမှုတာတို့ဆိုလို့ရှိရင်လည်းတုံးလို့ရတယ်အရန်ကောင်းတယ်ရှူလိမ့်ပဲဖြစ်ပါတယ်ရှင်လူကြီးလူငယ်လူလက်အကုန်လုံးအရွယ်မရွေးတုံးလို့ရတဲ့အရန်ကောင်းတဲ့တောင်စိတ်ရှူလိမ့်ဖြစ်ပါတယ်ဆောင်ထားလို့ရပါတယ်ရှင်မာယူချင်တယ်လို့ဆိုရင်မပူစီဆက်သွယ်မြင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်